ယောကပကောတိဟိပိအပမေယံကာလံကရွန်တောအတိဒုက္ခရာနိခေတံကတောလောကဟိတယာနာထောနမောမဟာကာရုဏိကတတတယောနာထောဝိနည်းများစွာတတဝါဤချမ်းသာစီးပွားလူလားတောင်းတဂုံပေါင်းခါသဖြင့်နာထမိညာအချင်းရှင်တော်မြတ်ဖရာသည်ကပါကောတိဟိပိဂရေကဘာအရေးအတွက်တင်ချာတို့ဖြင့်တော်လေအပမေယံရေတွက်တိုင်းသာဖောပြခြင်းကမစွမ်းနိုင်ပါတော့ကာလံလေးအသင်ချီတိတ်နေကဘာရှေးကြသောကာလပတ်လုံးလောကဟိတယာတတလောကဤအကျိုးစီးပွားအလုံးငါအတိဒုက္ခရာနိဥစ္စာအတ္တခြေလက်အင်္ဂါမေတ္တာကြီးမှသမိတာနှင့်တထဇနီစွန့်ကြည်ခြင်းဟုကြတိထဖွယ်ငါးဆွေအစုအလွန်ခဲရင်သောအမှုတို့ကိုကရွန်သောဖယားဖြစ်ရန်ရည်တန်ကြိုးကုန်အားထုတ်တော်မူရသည်ဖြစ်၍ခေတံလက်ချေမျက်လုံးအသက်ဆုံးလျက်နှလုံးစိမ်ဝမ်းကိုယ်တော်ဤပင်ပန်းခြင်းတို့ကတောဘဝတန်တန်ကျိန်ဖန်များစွာရောက်တော်မူခဲ့ရရှာလေးပြီမဟာကာရုဏိကတ္တတတဝါများရင်ဝေသားကဲ့သို့တနာချစ်ခင်မဟာဂယုဏအရှင်ဖြစ်တော်မူသောတတနာထတာဝိနည်းများစွာတတဝါဤချမ်းသာစီးပွားလူလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာထိုးရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြောမန်ငိုလျော့၍ကရော့ယူကျိုးရှိခိုးခြင်းသည်အထုဘဝန္တုစင်စေမသွေဖြစ်ပါစေတည်းသာဓုသာဓုသာဓု